ဘာအကြောင်းပြချက်မှမရှိဘဲနဲ့မခေါ်နိုင်မပြောနိုင်တစ်စိမ်းကျိုးချိုးခံရလို့စိတ်ညစ်နေပြီလားဒါဆိုရင်ဒီဗီဒီယိုကိုဆုံးအောင်ကြည့်လိုက်ပါတခါတလေကြာရင်လေလူတွေကကိုယ့်အပေါ်မှာဖက်လဲတကင်းနဲ့ကျုံကျုံရှင်ရှင်နဲ့အလေးထားတန်ဖိုးထားပြီးတော့ဆက်ဆံခံရတဲ့အခါမျိုးတွေရှိတယ်လိုရရနဲ့ကိုယ့်ကိုနှုတ်ခွန်းဆက်တာပြီးတော့မှအပြုံးနေနဲ့ကြိုဆိုတဲ့ခံရတဲ့အခါမျိုးတွေလည်းရှိတယ်တခါတလေကြတော့လဲဘာရဲ့ကြောင့်မှမသိအကြောင်းပြချက်မရှိပါပဲတမင်တက်တက်ကိုမှအလွတ်ကြီးကိုမုန်းနေတဲ့လူတွေမခေါ်နိုင်မပြောနိုင်ဖြစ်နေတဲ့လူတွေနဲ့လည်းကြုံရနိုင်တာပဲလေဘာအကြောင်းပြချက်မှမရှိပဲဘာပြဿနာမှမဖြစ်ထားပါပဲနဲ့ကိုတမင်တက်တက်ကြီးမခေါ်နိုင်မပြောနိုင်ဖြစ်နေတဲ့လူတွေနဲ့ကြုံတွေ့နေရပြီဆိုရင်အဲ့ဒီလူတွေကိုစိတ်မဆိုးလိုက်ပါနဲ့အပြစ်မတင်လိုက်ပါနဲ့ဒေါသလည်းမထွက်နဲ့မခံကြီးမခံပါနဲ့မဖြစ်လိုက်ပါနဲ့အဲ့ဒီလူတွေကိုကျေးဇူးတင်လိုက်စမ်းပါဘာကြောင့်လဲလို့မေးရင်သူတို့ကရိုးသားတယ်နော်ရိုးသားတယ်သူတို့မခေါ်ခြင်းလို့မခေါ်တာသူတို့မပြောနိုင်လို့မပြောတာသူတို့မလိုအပ်လို့ကိုအသုံးမပြုတာအသုံးမချတာကိုနားကိုမလာတာဒါသူတို့ရဲ့ရိုးသားတဲ့စိတ်ကိုပြသလိုက်တာပဲမုံရင်မုံတယ်ဆိုတာကိုပွင့်ပွင့်လင်းလင်းချပြရဲတယ်မကြိုက်ရင်မကြိုက်ဘူးဆိုတာကိုချပြရဲတယ်မခေါ်ခြင်းမပြောခြင်းတာကိုပွင့်ပွင့်လင်းလင်းချပြရဲတယ်အဲ့ဒါရိုးသားတာသူတို့ကိုကျေးဇူးတင်လိုက်အဲ့ဒီလူတွေကိုကျေးဇူးတင်ပြီးတော့မှလေသူတို့တက်ပို့ပြီးတော့ကြောက်စရာကောင်းတာကရင်ထဲမှာပုတ်ပွားပြီးတော့အပေါ်ယံအပြုံးနေနဲ့ကိုနားမှာကတ်နေတဲ့လူတွေနောက်ကွယ်မှာကိုလောင်ပြောင်သဘိုးလေလွင့်နေပြောပြီးတော့မှအရှိတင်ကြတော့ကိုမြောက်ပင့်ပြီးတော့မှတာပေါင်းညာစာလှုပ်တတ်တဲ့လူမျိုးတွေအပေါ်ယံပြုံးပြီးတော့မှမျက်နှာရွှင်နေပြီမဲ့အတွင်းစိတ်ပုတ်နေတဲ့လူမျိုးတွေကိုကြောက်ပါအဲ့ဒီလူတွေကသာတင့်ကိုဒုက္ခပေးနိုင်တာဒါကြောင့်မို့တခါတလေကြာရင်ဆုတောင်းမှုတယ်အရင်တော့ကဆုတောင်းမှုခဲ့တယ်ဘဝမှာကြုံရမယ်ဆိုလို့ရှိရင်ကိုမုန်းတဲ့လူကိုတိုက်ခိုက်ခြင်းနဲ့ရန်လိုတဲ့လူမျိုးနဲ့ကြုံရမယ်ဆိုရင်တော့ရိုးသားတဲ့ရန်သူနဲ့ပဲကြုံခြင်းတယ်ရန်သူအစ်စ်နဲ့ပဲကြုံခြင်းတယ်လို့တွေးခဲ့ဘူးတယ်အပေါ်ယံလှပအောင်ပြုံးပြီးတော့နစ်လိုဝဲနှုတ်ဆက်နှုတ်ခွန်းဆက်တာနေပြီမဲ့အတွင်းစိတ်ပုတ်ပြီးတော့နောက်ွယ်မှာလောင်ပြောင်ပြီးအပုတ်ချတတ်တဲ့လူမျိုးတွေနဲ့လွဲပါရစေလို့တွေးခဲ့ဘူးတယ်မှန်တယ်မို့လားဘသူကရောကောက်ကျစ်တဲ့မျက်နှာဘေးနဲ့အပြုံးလားဖုံးထားတဲ့မျက်နှာနဲ့အတွင်းစိတ်ပုတ်နေတဲ့လူတွေကိုဘသူကပေါင်းသိခြင်းမှာမို့လဲဒါကြောင့်လေဘဝမှာကိုမခေါ်မပြောတဲ့လူတွေနဲ့ကြုံလဲရပြီဆိုရင်ဩဝမ်းနဲ့မနေပါနဲ့ဒေါသလည်းဖြစ်မနေပါနဲ့တောကတွေလည်းများမနေပါနဲ့သူတို့မခေါ်ရတဲ့အချိန်တွေသူတို့နဲ့စကားမပြောလိုက်မိတဲ့အချိန်တွေဟာငါအတွက်ပိုသွားပြီအဲ့ဒီအချိန်တွေမှာငါကောင်းတာတွေကိုလုပ်မယ်ကောင်းတာတွေကိုပြောမယ်ဂုဏ်တော်တွေကိုပွားမယ်ကမ္မထမ်းတွေအားထုတ်မယ်တရားတွေထိုင်မယ်တရားတွေနာမယ်ဆိုရင်ငါဘယ်လောက်ထိအကျိုးတွေများလိုက်သလဲသူတို့ငါကိုစကားမပြောလို့ငါဒီလိုကောင်းတဲ့လုပ်ရတဲ့ကိုအများကြီးလုပ်နိုင်တာဆိုပြီးတော့သူတို့ကိုလည်းကျေးဇူးတင်ကိုလည်းဂုဏ်ယူလိုက်စမ်းပါဒါကြောင့်လူဆိုတာကချီးမွမ်းတခါကဲ့ရဲ့တလဲမို့အချွေရန်ပေါ်ခြင်းမပေါ်ခြင်းတွေကလည်းတလဲစီပဲမို့ဝမ်းနဲ့မနေပါနဲ့ဘာမှမကြံတော့တဲ့ဘဝရဲ့လက်ကြံအချိန်တွေမှာအမျက်ကြံအောင်တော့ကိုယ်တိုင်ရှာဖွေသွားပါအားလုံးတတ္တဝါတွေနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေအပေါ်ယံတကားလူပြီးတော့အတွင်းမှာပုတ်ပွားနေတဲ့လူမျိုးတွေနဲ့လည်းကင်းဝေးကြပါစေရောက်လေရအရမှာသူတော်ကောင်းနဲ့တွေ့ဆုံနိုင်ကြပါစေ